တိန်တောင်ချီတမိုးရှိတရက်ချန်ကြီးကိုထုတ်ကြွလာတဲ့တထီးမကြီးပိုးကြပြုခင်ပရိသတ်များလုံးပဲမင်္ဂလာပါရှင်အခုချိန်ကတော့ရာသီပေါ်အသီးနှံတွေထဲမှာစိန်တလုံးတရက်သီးတွေကဈေးကြီးဆုံးနဲ့ရောင်းအားအကောင်းဆုံးပဲဖြစ်ပါတယ်ဒီလိုမျိုးအင်မတန်ဈေးကြီးလာပြီးနိုင်ငံခြားအထီးပါတင်ဖို့ရောင်းချနေရတဲ့စိန်တလုံးတရက်သီးချန်အကျယ်ကြီးကိုပိုင်ဆိုင်ထားကြောင်းထုတ်ကြွလာတာကတော့ပိုးကြပြုခင်ပဲဖြစ်ပါတယ်နိုင်ငံကျော်မင်းသမီးပိုးကြပြုခင်အားဆိုရင်အိမ်အောင်ကျသွားပြီးတဲ့နောက်ပိုင်းအင်မတန်ချမ်းသာတဲ့တထီးမကြီးပွဲကိုခံယူနေခဲ့တာပါ။တထီးမကြီးတယောက်အဖြစ်ကြီးကျယ်ခမ်းနားတဲ့ရတနာရွှေဆိုင်ကြီးကိုလည်းဖွင့်လှစ်ထားခဲ့ပြီးဦးစီးလုပ်ကိုင်နေခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ချမ်းသာကြွယ်ဝမှုတွေကဒီလောက်နဲ့ရင်မပြီးသေးပါဘူး။လက်ရှိမှာတော့ဧကပေါင်းများစွာကျယ်ဝန်းတဲ့ချမ်းကျဲကြီးထဲမှာစိုက်ပျိုးထားတဲ့တန်မိုးကြီးမားတဲ့တရက်ပင်ပေါင်းများစွာကိုထုတ်ကြွလာတာဖြစ်ပါတယ်။မျိုးကောင်းတဲ့တရက်သီးတွေဖြစ်တာကြောင့်တဧကကိုတိမ်ပေါင်းထောင်ချီတန်မိုးရှိပြီးအခုလိုဧကပေါင်းများစွာကျယ်ဝန်းတဲ့ပိုးကြပြုခင်ရဲ့တရက်ချန်ကြီးကတော့မြန်မာငွေသိန်းပေါင်းတောင်းချီတန်မိုးရှိပါတယ်။ဒီချန်ကျဲကြီးကိုမင်းသမီးလေးပိုးကြပြုခင်ကိုယ်တိုင်စိတ်တိုင်းကျဝယ်ယူစိုက်ပျိုးထားခဲ့တာပါ။အခုနှစ်မှာတော့အသီးတွေကလည်းအရန်ကိုတီးပြီးရောင်းအားတွေလည်းကောင်းခဲ့ပါတယ်။နိုင်ငံခြားအထီးပါတင်ဖို့ရောင်းချတဲ့ဈေးကွက်ရှိတာကြောင့်ဒီနှစ်မှာတော့ပိုးကြပြုခင်အတွက်ရောင်းအားကောင်းပြီးစီးစိမ်ချမ်းသာတွေပို့ပြီးတိုးပွားမယ့်နှစ်တစ်နှစ်ပါပဲ။မင်းသမီးပိုးကြပြုခင်နဲ့အတူသူမရဲ့ခင်မွန်းဖြစ်သူအကိုထွန်းကတော့လိုက်ပါနိုင်ခဲ့ခြင်းမရှိပါဘူး။အကိုထွန်းကသာသနာပေါင်ထဲမှာဦးစင်းဝင်နေတာဖြစ်တဲ့အတွက်ပိုးကြပြုခင်နဲ့သူမရဲ့သားသမီးတွေကပဲတရက်ချန်ကြီးတဲ့ကိုတွားရောက်လဲပတ်ခဲ့ကြတာဖြစ်ပါတယ်။အကိုထွန်းရဲ့သားကြီးလေးကတော့ဖခင်ဖြစ်သူနဲ့အတူသာသနာပေါင်ထဲဝင်ရောက်ပြီးအခုချိန်မှလူထွက်လာခဲ့ပါပြီ။တော်တော်လေးလည်းအရွယ်ရောက်ပြီးအားကိုးနေရတဲ့သားလေးမလေးတယောက်အဖြစ်လဲမြင်တွေ့နေရတာဖြစ်ပါတယ်။ပိုးကြပြုခင်ကတော့ဒီလိုသားလေးမလေးနဲ့အတူတခြားသောသားသမီးရင်သွေးရတနာလေးတွေနဲ့ပျော်ပျော်ပါပါရှောက်လဲပြီးတော့တရက်ချန်ကြီးထဲမှာစိတ်ကြိုက်ခူးဆွနေကြတာဖြစ်ပါတယ်။သူမတို့မိသားစုရဲ့ပျော်ရွှင်သားရနေတဲ့ပုံရိပ်လေးတွေကိုကြည့်ရတာကပရိသတ်တွေတော့မှစိတ်ထဲမှာအေးချမ်းသွားသလိုခံစားရပါတယ်။အလိုတန်းလဲရရောသူတထေးမကြီးမိသားစုဖြစ်တာကြောင့်စီးပွားဥစ္စာတွေပုံမတိုးတက်ပြီးဒီထက်မကကျယ်ဝန်းတဲ့ခြံကြီးတွေကိုပိုင်ဆိုင်နိုင်စေဖို့လဲအားလုံးကဆုတောင်းပေးနေကြတာပါ။ပိုးကြပြုခင်တို့ကလည်းရှိသမျှအကောင်အစင်ထုတ်ပြီးလူရန်တက်သူတွေဖြစ်တာကြောင့်ကုသိုလ်ကံအကျိုးပေးပြီးစီးစိမ်ဥစ္စာတွေကနှစ်ဆသုံးဆမကပုံမတိုးပွားလာတာပဲဖြစ်ပါတယ်။ပိုးကြပြုခင်ကအမှုပညာအရာမှလည်းထူးခြားမိအောင်မြင်ခဲ့တယ်လို့အိမ်တော်ပြုတဲ့အချိန်မှလည်းရွေးချယ်မှုမှန်ကန်ပြီးအောင်မြင်တယ်လို့ပြောလို့ရပါတယ်။အခြားသောနိုင်ငံကျော်မင်းသားမင်းသမီးတွေထက်တောင်သူမရဲ့အိမ်တော်ရေးလေးကတာယာအဆင်ပြေနေပြီးဘာအပူပင်မှမရှိပဲစိတ်တူကိုယ်တူနဲ့အလှူဒန်းတွေကိုလည်းပြုလုပ်နိုင်ကြတာပါ။အခုလည်းခင်မွန်းဖြစ်သူအကိုထွန်းကိုသာသနာပေါင်းတွေကိုပို့ဆောင်ထားပြီးတရားရီအားထုတ်စေခဲ့ကသူမကတော့ရတနာဆိုင်ကြီးနဲ့အတူတရက်ချန်ကြီးကိုဦးစီးပြီးစီးပွားရေးလုပ်ငန်းတွေကိုရှာဖွေနေခဲ့ပါတယ်။သားသမီးလေးတွေကိုလည်းကြောသားရင်သားမခွဲခြားပဲအကောင်းဆုံးပြုစုစောင့်ရှောက်ပေးနေတာလည်းဖြစ်ပါတယ်။အခုချိန်မှဆိုရင်တော့တသားမိမိလေးတွေနဲ့အတူရာသီပေါ်တရက်ချန်ကြီးထဲမှာစိတ်ကြိုက်ခူးဆွပြီးပျော်ပါကသွားရောက်လဲပတ်နေခဲ့ကြတာပဲဖြစ်ပါတယ်။